မျိုးဘာမျိုးကျွန်တော်ပြောမယ်ကိုသူတို့ကအဲ့လိုမရောအောင်ပြကျွန်တော်တို့အောက်ကသွားရဟာရှိတာအောက်ကသွားရဟာကျွန်တော်ပြောတာဒီလိုဗျာဟိုဘောကနေဂျိုးချပြီကျွန်တော်ဒီဘောဂျိုးပြစ်ပေးလိုက်ဟိုအောက်ကိုဆွဲလိုက်ရောဟုတ်တယ်လေအကြောင်းရှိတယ်မဟုတ်ဘူးလေကျွန်တော်ပြောတာဒီခေါင်ဘောကနေကျွန်တော်အဲ့လိုဆွဲလိုက်ရောမရဘူးလားပြောမရဘူးကျိုးလေကဒီဟိုစားချိတ်ထားကြတယ်မလားမဟုတ်လေကျွန်တော်ဒီဘောသွားကြတယ်ဟိုကလာဖို့ခက်တယ်ပါကျွန်တော်ပြောတာကျိုးမဟုတ်ဘူးကျွန်တော်ပြောမယ်ကြာအိမ်ကိုဒီးပါဟမ်မိုက်ကိုပဲလို့ဟမ်အဲ့ဘူးကငါကြီးငါပြောတာမင်းတို့ချိုးရှိကဲငါပြောချိုးပင်မအောင်ချိုးယူလာကဲချိုးပင်မအောင်ပြောချိုးဘောချိုးတယ်လူအားလုံးလူပနေရောက်ဖြစ်ပါပနေရောက်ကဲတာပနေရောက်တော့မြို့ကြီးကဲတာပနေရောက်တန်းလိုက်ပါမမယူအောင်မဒီတိုင်းပြောချင်တာမဟုတ်မယူအောင်ရအားလုံးပဲနဲ့လူကြီး3ယောက်ကလေးတော့လူကြီး3ယောက်မာဆက်တရားကြာတော့မငါကြာစတဲ့မငါတိုင်းကြောင်တော့မိတဲ့ဖွဲ့အားလုံးဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့10ပေါက်ချောင်းကျမောက်တော်ထဲကိုဝင်တဲ့10ပေါက်ချောင်းရည်ကြတာကိုကားရေထဲပါသွားတာဖြစ်ပါတယ်ကလေး3ယောက်စနစ်5-3အားလုံးဘေးကင်းစွာနဲ့ကယ်ဆယ်ပြီးပါပြီဒါကြောင်တော့မိသက်တစ်ဖွဲ့နဲ့ဒီလူလူနဲ့ပေါင်းပြီးတော့ဝိုင်းဝန်းကယ်ဆယ်တာပါကားတော့6နှစ်မှပဲရှိသေးတယ်ကျန်တော့ပုံဆယ်ပြီးပါပြီဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကြောင်တော့မျိုးကြီးဥဆောင်ပြီးတော့နားလည်မှုလွယ်ရင်တောင်းမှန်တယ်နားလည်မှုလွယ်ရင်တောင်းမှန်တယ်ဒါပထမဆုံးသတင်းပေးတာဟောဒါလုပ်ငန်းကိုင်ကန်းဆိုသတင်းမပေးဘူးဒါကယ်ဆယ်ရေးဆိုသတင်းပေးဝမ်းလာနော်ဒါဆက်ရွာလို့ရှိရင်ဒါလူအထက်ပေါင်လာတယ်ဒါကတော့ဘိုက်ကြီးတဲ့တယောက်လည်းပါဝမ်းလာပါလေဒါတကယ်ဝမ်းလာကဲသေးပြီးပါပြီကားဆယ်ဖို့ပဲကြံတော့မှာပါကားတော့ဒါနောက်မှဆက်လုပ်ပါမယ်ဒါကြောင်တော့အဖွဲ့ဒါပုပ္ပါအဖွဲ့နဲ့ကြောင်တော့အဖွဲ့နဲ့ပေါင်းလို့တာပါဗျအားလုံးကျေးဇူးတင်ပါတယ်အန်ဒီယကင်းဘေးရှင်းသွားပါပြီဘောလဲမောသွားပါပြီခင်ဗျကျေးဇူးတင်ပါတယ်